ဇီဒန်ကိုမျက်မြင်တွေ့ခဲ့တဲ့မာဆေကစားသမားဟောင်းတိုနီကတ်စကာရီနိုကအန်တော်စီယာစကားတခုပြောဖူးပါတယ်ဘယ်လင်ဟန်နာဇီဒန်နဲ့အတူဆုံးကစားသမားဖြစ်ုံနေမကဘူးသူ့မှာပြင်သစ်ကန်တွင်ကြီးကိုကြော်ဖြတ်နိုင်တဲ့အလားအလာရှိတယ်တဲ့စဉ်းစားကြည့်အောင်ကျွန်တော်တို့ပြောနေတာကကမ္ဘာအကောင်းဆုံးကွင်းလယ်လူအကြောင်းပါကတ်စကာရီနိုပြောသလိုပဲသူတို့နဲ့ကဟာအရက်အမောင်ခန္ဓာကိုယ်တိဆောက်ပုံနဲ့ဘောလုံးတဲဆောင်တဲ့ပုံစံတွေကအစားတူနီးလွန်းပါတယ်ပြိုင်ဘက်ခန်းစစ်မှုတွေဘလောက်ဖိအားပေးပါစေသူတို့စီမှာအေးအေးတည်ငြိမ်တဲ့ elegance ရှိနေတာပါဒါပေမဲ့ဘယ်လင်ဟမ်မှာပိုတာတဲ့အချက်ကအရှိန်ပါဇီဒန်ကနီးစနစ်ပိုင်းမှာပြိုင်ဘက်ကင်းပေမဲ့ဘယ်လင်ဟမ်ကတော့ပိုမြန်ပြီးပိုပြီးဆွဲဆောင်ရပါတယ်ထူးဆန်းတဲ့တိုက်ဆိုင်မှုတွေကလည်းအများကြီးပဲဘယ်လင်ဟမ်ကသူ့ရဲ့ role model ဟာဇီဒန်ပါလို့ပြောခဲ့တယ်လို့ဇီဒန်ကလည်းဘယ်လင်ဟမ်ကိုသူ့ရဲ့ခေတ်သစ်ပါရှင်လို့တင်စားခဲ့ပါတယ်ရီယယ်မက်ဒရစ်ကိုရောက်တဲ့အခါမှာလည်းဇီဒန်ရဲ့ number 5 ဂျာစီကိုပဲရွေးချယ်ခဲ့တယ်လို့သူ့ရဲ့ပထမဆုံးသွင်းဂိုးဟာလည်းဇီဒန်သွင်းခဲ့မှုတဲ့ဂိုးတကိုယ်နဲ့ထပ်တူချနေခဲ့ပါတယ်တကယ်တော့ဘယ်လင်ဟန်ဟာအသက်9ရက်အထိဘောလုံးကိုလုံးဝစိတ်မဝင်စားခဲ့တဲ့ကောင်လေးပါသူ့အဖေမာ့ဘယ်လင်ဟန်က non-league မှာဂိုးပေါင်း900ကျော်သွင်းခဲ့တဲ့ legend တယောက်ထည့်ပေမဲ့ဂျူဒ်ကတော့အဖေထစ်သူအသင်းဝင်ကစားခိုင်းမှဘောလုံးစားခိုင်းတာပါဒါပေမဲ့ပါရမီကတော့ဖုံမရပါဘူးအသက်30နှစ်အရွယ်မှာအသင်းနဲ့တင်းတွေတဝက်စီခွဲကစားပြီးရင်တဝက်တဲနဲ့တင်15ဂိုးသွင်းပြခဲ့တဲ့အထိကြောက်စရာခောက်ခဲ့ပါတယ်အသက်16နှစ်မှာတင်ဘာမင်ဟန်အသင်းရဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာပြီးသူ့ရဲ့အရေးချင်းကလူကြီးတွေနဲ့ကစားနေတာတော့အဆင့်အတန်းတစ်ခုပိုမြင့်နေခဲ့တာပါမန်ယူနိုက်တက်လိုအသင်းကြီးတွေကတန်းနေစိန်နဲ့ကန်လန်ခဲ့ပေမဲ့သူကငွေထက်တိုးတက်မှုကိုပဲကြည့်ပြီးဒေါ့မွန်ကိုပြောင်းခဲ့ပါတယ်သူဒေါ့မွန်ကထွက်ခွာတဲ့အချိန်မှာဘာမင်ဟန်အသင်းကသူ့ဂျာစီနံပါတ်20ကိုအနာပေး retire လိုက်တဲ့အထိဂုဏ်ပြုခဲ့တာကတော့အတော်လေးပွေဆူခဲ့တဲ့ကိစ္စပါအထူးတော့အသက်20အရွယ်မှာတင်တန်း100ကျော်တန်းကစားသမားဘဝနဲ့ရီယယ်မက်ဒရစ်ရဲ့အထူးကမင်းသားဖြစ်နေပါပြီပထမဆုံး3ပွဲမှာတင်ဂိုးသွင်းယူပြီးရိုနယ်ဒိုရဲ့စံချိန်ကိုလိုက်မိခဲ့သလိုပွဲတိုင်းမှာလည်းအကောင်းဆုံးကစားသမားစုရနေပါတယ်တချိန်ကသူဟာဇီဒန်ဖြစ်ချင်ခဲ့တဲ့ကလေးတစ်ယောက်ဖြစ်ပေမဲ့အခုတော့ကဘာပေါ်ကကလေးတိုင်းဟာဘယ်လင်ဟမ်ဖြစ်ချင်နေကြပါပြီသူဟာအင်္ဂလန်နိုင်ငံရဲ့အကောင်းဆုံးကွင်းလယ်လူဖြစ်လာမှာလားဆိုတာကတော့စောင့်ကြည့်ရမှာပါပဲဒီလိုဘောလုံးလောကရဲ့စိတ်ဝင်စားစရာ story တွေကိုထပ်ကြည့်ရင် follow လုပ်ထားဖို့မမေ့နဲ့ဦးနော်